ဒီ comment လေးကိုဖြည့်ပေးမယ်ဒီဗီဒီယိုကလာတင်ပေးတဲ့ဗီဒီယိုမဟုတ်ဘူးလာပြောပြပေးတဲ့ဗီဒီယိုအသက်30ကျော်အမျိုးသမီးတွေတိုင်းကိုမှမေမေရရလက်စုပ်လက်ကင်အလုတ်ကင်တစ်ခုရှိတယ်နေကိုမှအလုတ်ကင်မေမေရရလည်းမရှိဘူးဝင်ငွေဆိုလဲကိုမှမရှိဘူးဆိုရင်လူတွေရဲ့လေးစားမှုခံရမှာမဟုတ်ဘူးကိုအသက်30ကျော်နေပြီ social media ဖြစ်ကြီးတဲ့အောင်ရှောင်းနေပြီဝင်ငွေလွယ်လွယ်လေးနဲ့ရှာလို့ရတဲ့ခင်မှာကိုကအလုံးမလုံးခင်းနဲ့သူများတင်တဲ့ post တွေပဲကို scroll ထိုင်လုပ်နေမယ်သူများ post တွေကိုပဲထိုင်ကြည့်နေမယ်သူများ video တွေပဲစိတ်ဝင်စားပြီးတော့ကိုရဲ့နောက်ထပ်ကြံရှိနေတဲ့အချိန်တွေကိုထပ်ပြီးတော့ဖြုံးနေအောင်မယ်ဆိုရင်လာမယ့်အနာဂတ်ကလည်းကိုအတွက်မရေရာမတိကြဘူးဖြစ်သွားနိုင်တယ်။မင်းပြောပြမယ်နော် social media ခေတ်ကြီးတဲ့တောင်ရှောင်းနေပြီ။ငွေကိုလေလွယ်လွယ်လေးနဲ့ရှာလို့ရတဲ့ခေတ်ဆိုရင်လည်းမမှာဘူး။မင်းတို့ offline site တစ် site မှာမင်းတို့သွားပြီးတော့ဝန်ထမ်းအကူသွားလုပ်မယ်ဆိုရင်တော့မှအနည်းဆုံးကိုယ့်ရဲ့အသွားစိတ်အပြန်စိတ်တွေရှိတယ်ပြီးတော့ကိုယ့်ရဲ့အချိန်တွေကိုအများကြီးပေးထားရတယ်ကိုယ့်ရဲ့လုပ်အားတွေကိုပေးပြီးတော့မှဝင်ငွေကရှာတာဒါပေမဲ့ online ခေတ်ကလေ social media မှာ video တွေတင်တဲ့ရုံနဲ့ဝင်ငွေတွေအများကြီးလုပ်လို့ရတဲ့ခေတ်အချို့ဆိုရင် TT account မှာ Japan region နဲ့တွားဖောက်ပြီးတော့ video တွေတင်ပြီးတော့ဒေါ်လာနဲ့ငွေရှာနေတဲ့သူတွေအများကြီးရှိတယ် Ring စီမှာလည်း TikTok account ပေါ်မှာ Japan region နဲ့ဖွင့်ထားတဲ့ account တစ်ခုရှိတယ်အဲ့ဒီ account က Ring ကဒီဘက်မှာ business လုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒီ account လေးကိုမသုံးဖြစ်တာပဲရှိရပေါ့နော်ကိုက Japan account နဲ့ video တွေတင်တတ်မယ်ဆိုရင်တော့အများကြီးငွေလုပ်လို့ရတဲ့ခေတ်ကိုရောက်နေပြီလူတိုင်းကိုအောင်မြင်စေချင်တယ်လူတိုင်းကိုအဲ့ဒီဝင်ငွေရစေချင်တယ်လူတိုင်းကိုလိုက်ပြီးတော့လုပ်စေချင်တယ်အထူးသဖြင့်အသက်30ကျော်အမျိုးသမီးတွေကိုပို့ပြီးတော့မှလုပ်စေချင်လို့ကိုမှအရင်ကြီးလုံးဝမရှိဘူးဘာရောင်းရမဲလဲကိုမှမသိဘူးလက်ရှိမှာလည်းဘာမှရောင်းရမျိုးလည်းမရှိဘူးပြီးတော့ကိုမှဘာ service မှလည်းပေးတတ်တာမရှိဘူးဆိုရင်ရင်းတစ်ခုပဲပြောချင်တယ်ဗီဒီယိုတွေဖန်တီးပါဗီဒီယိုတွေကနေပြီးတော့ social media ပေါ်မှာလာတင်ပြီးတော့ဝင်ငွေရှာပါအဲ့လောက်နဲ့ကိုကငွေလုံးလို့ရနေပြီတကယ်လို့ကိုကဗီဒီယိုတွေတင်ပြီးငွေရှာနေလို့မဟုတ်ဘူးကိုကပစ္စည်းတစ်ခုခုလာပြီးရောင်းနေတာမဟုတ်ရင် service တစ်ခုခုလာပြီးပေးနေရဆိုရင်တော့မှမင်းတို့ဗီဒီယိုတင်တက်မှ social media ကနေဝင်ငွေအများကြီးကိုပိုင်ဆိုင်တာ offline site မှာလေ site တစ် site ဖွင့်ထားတယ်ဆိုရင်အဲ့ဒီ site ရှိကိုလူတွေကဖြတ်ရှောင်းမှာအဲ့ဒီ site မှာဘာရောင်းလဲဆိုတာလူတွေကသိတာကိုကြိုက်တယ်ဆိုရင်အဲ့ဒီ site လေးကိုဝင်လာပြီးတော့ကိုရောင်းတဲ့ကုန်ပစ္စည်းတွေကိုဝယ်သွားတာဒါပေမဲ့လေကိုကဗီဒီယိုတစ်ပုဒ်ကို premium ဆက်ဆံလုပ်တတ်တယ်ဆက်ဆောင်မှုရှိအောင်ဖန်တီးထားတယ်ဆိုရင်အဲ့ဒီဗီဒီယိုတစ်ပုဒ်ကနေလေလူတွေအများကြီးဝယ်သွားနိုင်အောင်လုပ်လို့ရတဲ့ခေတ်ကြောင်းနေပြီအောက်ကုန်ပစ္စည်းရောင်းတဲ့သူဖြစ်ဖြစ် service တွေလာရောင်းတဲ့သူဖြစ်ဖြစ်ဘယ်လိုလူမျိုးဖြစ်နေပါစေ online ပေါ်မှာငွေရချင်တယ်ဆိုရင်ကိုယ့်ရဲ့ offline site ကကုန်ပစ္စည်းတွေကိုယ့်ရဲ့ offline site က service တွေကိုဗီဒီယိုတွေဖန်တီးပြီးတော့လူတွေသိအောင်လုပ်လို့ရနေတဲ့ခေတ်ကြီးမှာဝင်ငွေတွေအများကြီးဖန်တီးပါလို့ Ring ကဒီဗီဒီယိုမှာပြောပြပေးချင်တယ်တကယ်လို့ social media မှာဗီဒီယိုတွေဖန်တီးပြီးတော့ဝင်ငွေရှာချင်တယ် social media မှာ influencer လာလုပ်ချင်တယ် blogger လာလုပ်ချင်တယ်ကိုယ့်ရဲ့ကုန်ပစ္စည်းကိုလူတွေသိအောင်ချပြပေးချင်တယ်ကိုယ့်ရဲ့ service တွေကိုလူတွေသိအောင်ချပြပေးချင်တယ်ဆိုရင်တော့ Ring လက်ရှိကျင်းပပေးထားတဲ့ PVC အတန်းမှာလာ join ထားလို့ရပါပြီဒီတန်းမှာဆိုရင် IGC SC တင်ပေးတဲ့ဆရာဆရာမတွေရှိတယ် GD တင်ပေးတဲ့ဆရာဆရာမတွေရှိတယ် designer တွေရှိတယ်ဖုန်းဆိုင်ဖွင့်ထားတဲ့ဖုန်းဆိုင်ပိုင်ရှင်တွေရှိမယ်မျက်မှန်ဆိုင်ဖွင့်ထားတဲ့မျက်မှန်ဆိုင်ပိုင်ရှင်တွေရှိမယ် nail spa ဆိုင်ဖွင့်ထားတဲ့ spa ဆိုင်ပိုင်ရှင်တွေရှိတယ် car salon ဖွင့်ထားတဲ့ salon ပိုင်ရှင်တွေရှိမယ်ကိုယ့်ရဲ့ offline ဆိုင်ကို online မှာလူတွေသိအောင်လာပြီးတော့ချပြပေးခြင်းနဲ့ offline ဆိုင်ပိုင်ရှင်တော်တော်များများရှိကြတယ်အလှပရေးရနဲ့ပတ်သက်ပြီးတော့အလှပတွေလာရှောင်းနေတယ်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုလူတွေကိုလာပြီးတော့ဗီဒီယိုတွေကနေချပြပြီးတော့ရှောင်းသွားခြင်းနဲ့ဆိုရင်လည်းဒီတန်းမှာလာဆုံးလို့ရတယ်တကယ်လို့ဟိုကုန်ပစ္စည်းတွေရှောင်းနေတာမဟုတ်ဘူး service ပေးနေရတယ်လည်းမဟုတ်ဘူး social media မှာတည်တက်ဗီဒီယိုလေးတွေတင်ပြီးတော့ Japan region က TikTok account နဲ့ဝင်ငွေရှာခြင်းတဲ့သူတွေဒီအတန်းမှာလာဆုံးလို့ရတယ်ကိုကဒီတိုင်းပဲသူများဗီဒီယိုကိုကြည့်ပြီးတော့ scroll လုပ်နေမယ့်အစားကိုရိုင်းဗီဒီယိုလေးတွေဖန်တီးပြီးတော့ဝင်ငွေရှာပါလို့ Ring ကဒီ view ကနေအကြံပေးချင်ပါတယ် influencer လုပ်မယ် blogger လုပ်မယ်ကိုရိုင်း plan နဲ့ပထမဆုံးခြေလှမ်းကနေရလက်တွေအများကြီးရခြင်းနဲ့ကိုအတွက်အချိန်လေးလုံးဝမရှိဘူးဘယ်ကနေဘယ်လိုစလုပ်ရမလဲသိချာမသိဘူးဆိုတဲ့သူတွေအတွက် PVC အတန်းမှာအထူးကြီးအမီလာ join ထားလို့ရပါပြီဒီ view ကနေလာအပ်တဲ့သူတွေကတင်တန်းကြီး၄ခုပါတဲ့အတန်းကိုအထူးကြီး9000ခွဲနဲ့ရကြပါတယ်ဆိုပြီးတော့လာပြောပြီးတော့စရင်သွင်းထားလို့ရပါပြီတင်တန်းလေးမှာပြန်ဆုံးကြမယ်တွင်2023 2024တုန်းက live လွှင့်ပြီးတော့လာတင်ပေးခဲ့တဲ့လိုမျိုးဗီဒီယိုလေးတွေမှာတေချာလေးနဲ့လာတင်ပေးမှာဖြစ်လို့ကိုသိချင်တဲ့အကြောင်းအရာတွေရှိရဆိုရင်စာချန်ထားခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံးမယ်နော်ကိုရှင်ပါ